Ahlan wa sahlan welcome back to my channel ကျွန်တော်ဒီနေ့တင်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် WH question တွေပေါ့နော်အတူကောက်ခေါ်မယ်ဆိုရင်အဲ့ဒါတွေတင်ပေးမှာဖြစ်ပါတယ်။ Okay စလိုက်ရအောင်။ကျွန်တော်တို့ how ဘယ်လိုလဲဟုတ်ပြီနော်။အဲ့ဒါဆိုရင်ကျွန်တော်တို့ give အဲ့လိုလည်းပြောလို့ရတယ်နော် give အဲ့ဆိုရင် how ဘယ်လိုလဲ Okay နောက်တစ်ခုကကျွန်တော်တို့ what ဆိုတာအဓိပ္ပာယ်ဒီဘာလဲတစ်ခုခုကိုသိချင်တဲ့အခါမှာမေးလို့ရှိရင်သုံးမျိုးသုံးလို့ရတယ် mother ma ish ပြန်ပြောမယ်နော် maza ma ish နောက်တစ်ခုကျွန်တော်တို့ where နေရာကိုမေးလို့ရှိရင်ကျွန်တော်တို့တွေဘယ်လိုပြောမလဲဆိုတော့နှစ်မျိုးသုံးလို့ရတယ် aina when ဘယ်လိုသုံးမလဲ aina when ဟုတ်ပြီနော်ကျွန်တော်အရင်သင်ခန်းစာမှာဆိုလဲကျွန်တော်တို့အမှပေါ်ပြခဲ့တယ်ပေါ့နော်အရင်ဗီဒီယိုမှာပြန်ကြည့်လို့ရပါတယ်အသုံးလုံးလေးတွေဟုတ်ပြီနော်နောက်တစ်ခုကြတော့ကျွန်တော်တို့တွေ how much how many ဒီဟာဒီဈေးဘယ်လောက်လဲအရေအတွက်ဘယ်လောက်လဲဟုတ်တယ်နော်အဲ့လိုအရာမျိုးဆိုရင်ကျွန်တော်တို့တစ်လုံးနဲ့ပြောလို့ရတယ် cam ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ cam အဲ့လိုသုံးလို့ရပါတယ်နော်နောက်တစ်ခုကြတော့ကျွန်တော်တို့ who တို့ whom တို့ဘယ်သူလဲတို့ဘယ်သူကိုလဲတို့ဟုတ်ပြီနော်အဲ့လိုမေးတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ man တချို့အဆိုင်နေမှာဆိုရင်ကျွန်တော်ဒီမှာကြားဘူးတာဆိုရင် min လို့လည်းပြောတယ်เนาะအမြန်ပြောလို့ရှိရင် min shi hada ဒါဘယ်သူယူလာလဲ min ati ဘယ်သူပေးမှာလဲအဲ့လိုပေါ့เนาะအဲ့လိုသုံးတာလည်းရှိပါတယ်เนาะ min လို့လည်းသုံးတယ်တချို့က man ပေါ့เนาะ okay နောက်တစ်ခုကြာကျွန်တော်တို့ why ဆိုလို့ရှိရင်လည်းနှစ်မျိုးသုံးလို့ရတယ် limadha အဲ့လိုသုံးလို့ရတယ်နောက်တစ်ခုကြာတော့ leash အတူရောဆိုရင် leash ဟုတ်တယ်เนาะအဲ့လိုမျိုးသုံးလို့ရတယ်Okay နောက်တစ်ခုကြာတော့ကျွန်တော်တို့ when ဆိုရင်ကျွန်တော်အချိန်မေးတာပေါ့နော်အခုနောက်တော့ why ကကြာတော့ဘာအကြောင်းလဲအကြောင်းပြချက်ကိုကျွန်တော်မေးတာဟုတ်ပြီနော် when ကကြာကျွန်တော်အချိန်မေးတာဘယ်အချိန်လဲဆိုရင် matter ဘယ်အချိန်လဲဆိုရင် matter Okay နောက်ဆုံးတစ်ခုကျွန်တော်တို့ which ဘယ်ဟာလဲတစ်ခုခုရွေးခိုင်းတဲ့အခါမှာဒီဟာလားပေါ့နော် which ဆိုလို့ရှိရင်which ဆိုလို့ရှိရင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်